ချက်စီအသင်းဟာလက်လက်နေတဲ့နီးပြရာရုအတွက်ရီယယ်မက်ဒရစ်နီးပြဟောင်းအလွန်ဆိုနဲ့သူ့ရဲ့အေဂျင့်ကိုချင်းကပ်နေတယ်လို့သတင်းထွက်လာခဲ့ပါတယ်။ချက်စီအသင်းဟာနီးပြလီယန်ရိုစီနီယာကိုရာရုကထုတ်ပယ်ခဲ့ပြီးတဲ့နောက်မတ်ဖာလင်းကိုယာယီနီးပြအဖြစ်ရာသီကုန်အထိတာဝန်ပေးထားပါတယ်။လက်ရှိအချိန်မှာဘုံမောက်နီးပြအီရာအိုလာကချက်စီနီးပြတဲ့ဖြစ်လာဖို့အလားအလာအကောင်းဆုံးဖြစ်ကြောင်းထင်ကြေးပေးမှုတွေရှိနေပေမဲ့ချက်စီအသင်းကတခြားနီးပြတွေကိုလည်းနီးပြတဲ့ရထားစည်းရင်းနဲ့ထည့်သွင်းထားတယ်လို့သိရပါတယ်။ချက်စီအသင်းရဲ့နီးပြတဲ့ရထားစည်းရင်းထဲမှာမာကိုဆေးဗာနဲ့ဇာဘီတို့လည်းပါဝင်နေပြီးအလွန်ဆိုကသာချက်စီအသင်းကိုကင်တွယ်ဖို့စိတ်ဝင်စားရင်ချက်စီတာဝန်ရှိသူတွေကသူ့ကိုဦးစားပေးကမ်းလှမ်းပွဲရှိတယ်လို့သိရပါတယ်။အလွန်ဆိုဟာရီယယ်မက်ဒရစ်အသင်းကိုကာလာတိုတာကင်တွယ်ခဲ့ရပြီးအောင်မြင်မှုမရခဲ့ပေမဲ့လေဘာကိုစင်အသင်းကိုဘွန်ဒလီဂါချန်ပီယံဆုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်ခေါ်ယူလိုတဲ့ထိပ်သီးအသင်းများစွာရှိနေတယ်လို့သိရပါတယ်။